မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ15ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမို့ပါရှင်။မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတပ်ကိုရှော့တိုက်ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ3လုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ပြူစောတိပြည်သူစစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတွေထောက်ခံချက်နဲ့လိုင်စင်မဲ့ရင်များစစ်ကောင်စီကပြန်လည်စီးနင်းခွင့်ပြုပြီးတော့ပြည်သူတွေကိုတော့စီမံချက်နဲ့ဆက်လက်ဖမ်းဆီးအရေးယူနေတယ်လို့သိရပါတယ်။ပခုတ်ကူအောင်သာပြူစောတိစခန်းမှာပြူစောတိတအူမိသားစုများခေါ်ဆောင်လာပြီးတော့လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာခဲ့ပါတယ်။ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့ရဲတွေနဲ့ပြူစောတိအဖွဲ့တွေအချင်းချင်းပစ်ခတ်နေတယ်လို့သိရပါတယ်။ကိုနှစ်သမီးကိုတပ်ပြီးတော့နဂတ်လူယူခဲ့တဲ့လင်မယားကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့ဆိုပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတပ်အတွင်းကိုရှော့တိုက်ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ3လုံးကြားရောက်ပောက်ကွဲခဲ့ပြီးထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း Brave Warrior for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။မနေ့ကဇွန်လ14ရက်နေ့ည10:10မိနစ်ကမုံရွာမြို့အခြေဆိုင်အကြံဖတ်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းကို100မမရှော့တိုက်ဒရုန်း3လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ3လုံးနာမခတပ်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးနောက်ဆက်တွဲထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးတော့နာမခတပ်အတွင်းကလည်းချက်ချင်းပြန်လည်ပစ်ခတ်မှုရှိတယ်လို့သိရပါတယ်။အကောင်ကြီးတကောင်လာလို့အစည်းအဝေးလှုပ်ပြီးစားပွဲတောက်ပွဲလှုပ်တာကိုသိရလို့ပစ်ခတ်တိုက်ခိုက်ခဲ့တာအဲ့ဒီစားပွဲတောက်ပွဲကိုလည်းတလုံးကြတယ်လို့သိရတယ်။နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုအခြေအနေကတော့စုံစမ်းနေစေလို့ Brave Warrior for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကို Brave Warrior for Myanmar BWM အဖွဲ့ရဲ့ဥဆောင်မှုနဲ့ Shero မုံရွာအဖွဲ့ရွှေတရိကမဟာမိတ်တပ်ရင်းနဲ့ Justice Brotherhood အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မရှင်ဖော်ဆောင်ခဲ့တဲ့ရဲဘော်တွေအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာလက်ယုံတပ်ဖွဲ့များကိုအဓိကအမိတ်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်ပြီးတော့တော်လန်ရေးအင်အားစုတွေကိုနှီးမျိုးစုံနဲ့နှိမ်နင်းနေတဲ့ဌာနချုပ်တစ်ခုလည်းဖြစ်ပါတယ်။အခုနောက်ပိုင်းမှာစက်တက်လေဒီများဒရုန်းများကိုလည်းနာမခမှာပဲပင်မအထိုင်ထားပြီးတော့တော်လန်ရေးအင်အားစုတွေဒါမှကပြည်သူလူထုကိုပါနှီးမျိုးစုံနဲ့နှိပ်စက်တပ်ဖြတ်နေကြောင်းBWM ရဲ့ Mission 41အဖြစ်ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပြင်နာမခအတွင်းပျော်ပွဲရှင်ပွဲကျင်းပမှာကိုကြားသိရတာကြောင့်စစ်ကောင်စီနဲ့အပေါင်းအပါတွေကိုမလုံခြုံတဲ့ခံစားချက်နဲ့အမြဲတမ်းချိန်ချောက်ခံနေရတဲ့ခံစားချက်ကိုရရှိစေရန်ရည်ရွယ်ပါကြောင်းထပ်ဆင့်အသိပေးထားပါတယ်။မရှင်ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှကူညီပေးခဲ့ကြတဲ့နေမြေခံတော်လှန်ရေးအင်အားစုတွေကို BWM အဖွဲ့မှအထူးကျေးဇူးတင်ရှိပြီးBWM နဲ့မဟာမိတ်တို့ကစစ်ရှုံးကောင်စီရဲ့လေတပ်များနဲ့အကြီးစားစစ်ရေးပြစ်မှတ်တွေကိုပြည်သူ့ကိုယ်စားဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောဆိုထားပါတယ်ရှင်။နောက်ထပ်သတင်းပုံအနေနဲ့အကြမ်းဖက်စစ်ကောင်စီကတန်ကာတွေကိုလိုင်စင်မဲ့ရင်များစီးနင်းခွင့်ပြုပြီးတဲ့နောက်မှာပြူစောတိပြည်သူစစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်းထောက်ခံချက်နဲ့လိုင်စင်မဲ့ရင်များပြန်လည်စီးနင်းခွင့်ပြုလိုက်ကြောင်းစုံစမ်းသိရှိရပါတယ်။ဇွန်လ1ရက်နေ့ကနေစပြီးတနိုင်ငံလုံးမှာပြည်သူများစီးနင်းနေတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးရမှာဇွန်လ4ရက်နေ့မှာတန်ကားများနဲ့ဘုံကြီးကျောင်းများအတွက်အသုံးပြုနေတဲ့ RLG အမတ်တစိတ်တက်လိုင်စင်များကိုမြို့နယ်တန်ကားနိုင်ရကအဖွဲ့ရဲ့ထောက်ခံချက်နဲ့မင်းအောင်လှိုင်ကပြန်လည်စီးနင်းခွင့်ပြုခဲ့ပါတယ်။အဲဒီနောက်မှာဇွန်လ12ရက်နေ့ကစပြီးတော့ပြူစောတိပြည်သူစစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတွေကိုတပ်ဆိုင်ရာဌာနများနဲ့လုံခြုံရေးတာဝန်ရှိသူတွေရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့ကားများပြန်လည်စီးနင်းခွင့်ပြုကြောင်းသိရပါတယ်။ဝန်ထမ်းဆိုရင်တပ်ဆိုင်ရာဌာနအကြီးအကဲရဲ့ထောက်ခံချက်ပါရမယ်။လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်ဆိုရင်နယ်မြေတပ်နယ်မှုရဲ့ထောက်ခံချက်ပါရမယ်။နယ်မြေရင်ထိန်ရဲနဲ့ရဲစခန်းမှာစရင်သွင်းအကြောင်းကြားထားရမယ်ဆိုရင်စီးနင်းလို့ရပြီတပ်ဆိုင်နဲ့တိုင်းပြည်နယ်နဲ့မြို့တွေအတွင်းမှာဝတ်တောက်ပေမဲ့ဌာနဆိုင်ရာလုပ်ငန်းအတွက်စီးနင်းခွင့်ပြန်ရတယ်။နေကြော်တော့မရဘူး။စီးနင်းချိန်မှာတာဝန်ချိန်အတွက်စီးနင်းတာမျိုးပဲခွင့်ပြုတာလို့ပဲခူးတိုင်းထွေအုပ်နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ဌာနဆိုင်ရာများကိုထောက်ခံချက်နဲ့လိုင်စင်မဲ့ရင်များပြန်လည်စီးနင်းခွင့်ပြုရမှာအဓိကအားဖြင့်စိုက်ကယ်များကိုပြန်လည်ခွင့်ပြုခြင်းဖြစ်ပြီးတော့
အရင်ရှိရင်ဆွဲလိုင်စင်မဲ့ကားနဲ့ယာဉ်တွေကိုဌာနဆိုင်ရာလုပ်ငန်းတာဝန်များအတွက်ဦးစားပေးချွင်းချက်အနေနဲ့ပြန်လည်ခွင့်ပြုခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါပေမဲ့ပြည်သူတွေကိုမူလိုင်စင်မဲ့ယာဉ်နဲ့ကားစီးနှင်မှုတွေကိုဆက်လက်ဖမ်းဆီးနေဆဲဖြစ်ပြီးတော့ထောင်ဒဏ်ငွေဒဏ်များချမှတ်ကလိုင်စင်မဲ့ကားနဲ့ယာဉ်တွေကိုလည်းတင်စီကြောင်းမင်းအောင်လှိုင်ရဲ့အမိန့်ညွှန်ကြားချက်ကြောင့်နိုင်ငံတော်ဝန်မှာလိုင်စင်မဲ့ကားနဲ့ယာဉ်တွေကိုဖမ်းဆီးမှုကိုအကြောင်းပြပြီးတော့စစ်တပ်ရဲအပါအဝင်ဌာနပေါင်းစုံကပြည်သူတွေထံမှငွေညစ်တောင်းယူမှုများကိုအကြီးအကျယ်လှုပ်ဆောင်နေကြောင်းသိရပါတယ်။မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မင်းအွန်လိုင်းကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနင်းမှုတွေကိုဖော်ထုတ်သွားရန်လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများစီးနင်းနေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများနစ်နာမှုရှိသဖြင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက်လည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းဒါကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များစီးနင်းမှုမရှိရကြက်မှတ်ဆောင်ရွက်ရန်လိုကြောင်းအမိန့်ပေးညွှန်ကြားလိုက်ပါရရှင်ဆက်လက်ပြီးမကွေးတိုင်းပခုတ်ကူမြို့နယ်အောင်သားရွာပြူစောတိရွာမှာပြူစောတိတအူမိသားစုလိုက်ခေါ်ပြီးတော့လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ခဲ့ကြောင်းအေယာထောင်းတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်ဇွန်လ12ရက်နေ့နနက်7:00နာရီခန့်ကပခုတ်ကူမြို့နယ်အောင်သားပြူစောတိစခန်းမှာပြူစောတိတအူကမိသားစုလိုက်ခေါ်ဆောင်က G3 အမျိုးအစားတနက်တလက် G ပေါက်8ပေါက် G 356တောက် equipment တစုံအီနာဂါဘုံဒီတလုံးတို့ကိုယူဆောင်ကပခုတ်ကူခရိုင်ပကဖလှုပ်ရှားတပ်ဖွဲ့ကအေယာထောင်းအဖွဲ့ထံကိုအလင်းဝင်ခဲ့ကြောင်းသိရပါတယ်မိသားစုတွေကတော့လွတ်မြောက်နယ်မြေမှာပို့ထားပါတယ်အလင်းဝင်လာတဲ့သူကစစ်ကောင်စီကိုပြန်တော်လှန်ပါမယ်တဲ့ကျန်တဲ့ပြူစောတိတွေအနေနဲ့အမြင်မှန်ရပြီးတော့အလင်းဝင်ကြဖို့ဖိတ်ခေါ်ပါတယ်လို့အေယာထောင်းအဖွဲ့မှတာဝန်ရှိသူကပြောပြထားပါတယ်အလင်းဝင်ရောက်လာတဲ့ပြူစောတိတွေကိုပခုတ်ကူခရိုင်ပကဖလှုပ်ရှားတပ်ဖွဲ့ကအေယာထောင်းအဖွဲ့မှစုငွေကျပ်350ချီးမြှင့်ခဲ့ကလုံစုံစိတ်ချရတဲ့နေရာကိုပို့ဆောင်ပေးထားကြောင်းလည်းသိရပါတယ်ဒါအပြင်ဇွန်လ9ရက်နေ့မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာရဟန်းရင်နဲ့ကန့်တောင်စခန်းကိုစစ်ကူပို့ခံရတဲ့အင်အား140ပါအနက်မှာတပ်သားတစ်ကိုထက်လင်းအောင်ခေါ်ကိုကျော်ကိုကရင်းမပင်ခရိုင်အမှတ်7တပ်ရင်ကိုထွက်ပြေးအလင်းဝင်လာကသူနဲ့အတူအမေဝမ်တလက်ကြီး45တောင်ဘုံတလုံး14မိုင်တလုံးနဲ့အလင်းဝင်ရောက်လာကြောင်းရင်းမပင်ခရိုင်အမှတ်7တပ်ရင်ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီအလင်းဝင်လာသူတပ်သားကိုထက်လင်းအောင်ခေါ်ကိုကျော်မှာအချုပ်ကျနေရမှာတပ်သားတစ်အဖြစ်စုဆောင်ခံရပြီး2024ခုနှစ်အောက်တိုဘာလအမှတ်9ချင်းမြန်တပ်သားတစ်အဖြစ်ခေါ်ဆောင်ခံရကရေနီမြို့နယ်တောင်ငူမြို့တို့မှာစစ်တင်တာ9လနဲ့စစ်မြေပြင်2လတာဝန်ထမ်းဆောင်ခဲ့ရတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံရဲတွေနဲ့ပြူစောတိပြည်သူစစ်တွေရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့တွေလူမိုက်အဖွဲ့တွေနဲ့အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။ရန်ကုန်မြို့လမ်းမတော်မြို့နယ်ဂျန်ရှင်းမော်တင်ကုံတိုင်းအနီးမှာစစ်ကောင်စီလက်အောက်ခံရဲတွေနဲ့ပြူစောတိအဖွဲ့တွေအချင်းချင်းပစ်ခတ်မှုဖြစ်ပွားတယ်လို့သိရပါတယ်။ဇွန်လ23ရက်နေ့ည8:00နာရီလောက်မှာဂျန်ရှင်းမော်တင်ကုံတိုင်းအနီးမှာရှိနေတဲ့ရဲတအုပ်ကိုပြူစောတိတွေကကားတစ်စီးနဲ့လာရောက်ပြီးတော့ဓာတ်နဲ့ခုတ်ဒုတ်တွေနဲ့ရိုက်သွားတယ်လို့သိရပါတယ်။ညကလမ်းမတော်မှာဖြစ်သွားတာတော်တော်ကြမ်းတယ်ရဲကိုအုပ်လိုက်ကြီးကားနဲ့လာပြီးတော့ဓာတ်နဲ့ခုတ်သွားတာတဲ့။နောက်ကြမှာတခြားရဲတွေရောက်လာပြီးတော့တနက်နဲ့ပြစ်မှထွက်ပြေးကြတာပါ။၃ယောက်ပဲဖမ်းမိတယ်။ခုတ်ခံရတဲ့ရဲကတော်တော်ထိသွားတယ်လို့ကြားတယ်။မိန်းမကိစ္စညှိတယ်လို့တော့ကြားတယ်။မနေ့ညတွေကလမ်းမတော်ဘက်တစ်လျှောက်လုံးရဲတွေအုပ်ကြီးတွေပေါင်းပြီးတော့ဧည့်စင်ရင်စစ်နေတယ်လို့လမ်းမတော်မြို့နယ်ပြည်သူတို့ကပြောပါတယ်။အဲ့ဒီနောက်ရဲတွေထပ်ရောက်လာပြီးတော့တနက်နဲ့ပြစ်ခတ်တယ်လို့လမ်းမတော်မြို့နယ်မြေခံတွေကပြောပြထားပါတယ်။ဒါနဲ့ခောက်ခံရတဲ့ရဲနဲ့ပတ်သက်တဲ့အမျိုးသမီးကိစ္စကြောင့်လို့လမ်းမတော်မြို့ကန်တချို့ကလည်းပြောပါတယ်။ရဲနဲ့တိုက်နေတဲ့အမျိုးသမီးကပတ်စံခိုးသွားတယ်လို့ပြောတယ်။အဲ့ဒါကိုလူမိုက်တွေကလိုက်လာတယ်လို့ကြားတယ်လို့လမ်းမတော်မြို့ကန်တအုပ်ကပြောပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းမှာရဲတအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးပြူစောတိ၄ဦးဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလ25ရက်နေ့ကလည်းကမာယုမြို့နယ်ရဲစခန်းမှာပြူစောတိတွေကဝင်ရောက်တနက်တွေနဲ့ပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။ပြူစောတိတွေဖြစ်တဲ့လိုင်မြို့နယ်6ရပ်ကွက်အုပ်ချုပ်ရေးမှူးကျော်သူနဲ့10ရပ်ကွက်အုပ်ချုပ်ရေးမှူးစံထေ10ရက်ကအုပ်ချုပ်ရေးမှူးတန်းစင်ဦးတို့အဖွဲ့ဟာမေလ25ရက်နေ့ညပိုင်းမှာကမာယုရဲစခန်းကိုတွားရောက်ပြီးတော့တနက်ဖြစ်ခဲ့ကြတယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိတဲ့ဒေသခံတအုပ်ကပြောပါတယ်။ရှေ့ရက်ကအုပ်ချုပ်ရေးမှူးစန်းထေ
မိမစီးနှင်လာတဲ့လိုင်စင်မဲ့ဆိုင်ကယ်ကိုကမာရွတ်ရဲစခန်းကရဲတွေကဖမ်းဆီးသိမ်းဆည်းထားတာနဲ့ပတ်သက်ပြီးတော့ပြန်ပေးဖို့ပြောရာကနေမကြေမလဲဖြစ်ပြီးတော့တနက်နဲ့သွားပစ်တာလို့ဆိုပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်းမှာကမာရွတ်ရဲစခန်းကရဲ2ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။သူတို့အချင်းချင်းချတာကကောင်းတယ်ဘလို့ချလို့ရန်ကုန်မြို့ကလူငယ်တအုပ်ကလည်းပြောပြထားပါတယ်။ဒေသအသီးသီးကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေကရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုစစ်ကောင်စီဖြူစောတိအဖွဲ့ဝင်တွေအဖြစ်သတ်မှတ်ပြီးတော့လက်နက်တပ်ဆင်ပေးထားတာဒါအပြင်မြို့ရွာတွေကလူမိုက်တွေကိုလည်းစစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားပြီးတော့ဒေသအချို့မှာတော့စစ်ကောင်စီကလူမိုက်တွေ KSS ဒုစရိုက်လှုပ်တဲ့သူတွေကိုရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေအဖြစ်ခန့်အပ်ထားတာတွေလည်းရှိပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မိတ်ချီလာမြို့နယ်တဟတ်တန်ကျေးရွာမှာအသက်9နှစ်အရွယ်ကလေးကိုတပ်ပြီးတော့ငကတ်လူယူခဲ့တဲ့လင်မယား2ယောက်ကိုပုံမှန်394 302နဲ့အမှုဖွင့်အရေးယူထားတယ်လို့မြို့ကန်တွေစီကနေသိရပါတယ်။တဟတ်တန်ကျေးရွာမှာနေထိုင်တဲ့အသက်9နှစ်အရွယ်မတ်နီယတီဟာဇွန်လ9ရက်နေ့ကနေအိမ်ကနေပျောက်ဆုံးသွားပြီးတဲ့နောက်မှာဇွန်လ17ရက်နေ့မှာအသက်ခံရတဲ့အနေအထားနဲ့ကျေးရွာတုတ်တန်အနီးမှာပြန်လည်တွေ့ရှိခဲ့တယ်လို့မြို့ကန်တယောက်ကပြောပြထားပါတယ်။ကလေးစီကငကတ်လူချင်းလို့တရွာထဲနေတဲ့လင်မယားကအိမ်ကိုခေါ်ပြီးငကတ်ဖြုတ်ယူတာကလေးကအော်ဟစ်နေလို့ခေါင်းကိုအိမ်တိုင်းနဲ့ရိုက်ပြီးတော့တတ်လိုက်တာတက်ပြီးတော့အလောင်းကိုပီနံအိတ်နဲ့ထုတ်ပြီးတော့ရွာကတုတ်တံမှာတွားလွတ်ပစ်ထားတာလို့ဆိုပါတယ်မတ်နေရတီတေဆုံးမှုနဲ့ပတ်သက်ပြီးတော့တရွာထဲနေကိုဆိုင်မင်းအောင်နဲ့မက်လင်းစာနီဇော်တို့ကိုဇွန်လ12ရက်နေ့ကခေါ်ယူစစ်ဆေးခဲ့ရာလူတက်မှုနဲ့လူယူခဲ့တဲ့နဂတ်ကိုရောင်းစားတောက်စားခဲ့တယ်လို့ဝန်ခံထွက်ဆိုခဲ့ကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောပါတယ်။ခလေးကိုနဂတ်ဖြုတ်ရင်အော်နေတော့တိုင်နဲ့ခေါင်းနဲ့ရိုက်တက်လိုက်တာတက်ပြီးတန်တစ်တာထဲထည့်ထားတာနောက်ရက်မှာပီနံအိတ်ထဲထည့်ပြီးတော့တုတ်တံမှာတွားလွတ်ပစ်တာရွာကစိတ်ကြောင်သားကတွေ့လို့အဲ့ဒီအမှုပေါ်တာလို့ပြောပါတယ်။ပြစ်မှုကျူးလွန်သူကိုဆိုင်မင်းအောင်နဲ့မက်လင်းစာနီဇော်တို့ကိုပအမတ်23/2025ပုံမှန်394 302နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။